ဒိတ်ဒိတ်သွေးတို့ခုနှစ်ချို့အကျဉ်းနာပြရင်ဒီရိပ်နဲ့ရီဝေးမှုမော်တန်တာရောက်ချို့နှခမ်းမေနန်းတယ်မှာလောကကြီးမေအောင်ကြံရွယ်ကမင်းထဲခဲ့သလားပန်းမေစေလေးပွင့်ဖတ်တော့စုပုံနှလုံးအိမ်မှာချက်တဲ့ကိုအတွက်အချို့ဆုံးရဲ့လို့အပြောလေးတွေပျော်ဝင်သွားအောင်အပြုံးလေးတွေညင်ပြသွားအောင်ရင်ဖိုးစရာချို့နှခမ်းအလုံးမှာကိုဘွားမေးတဲ့ကိုအရာရာမင်းလွှမ်းမိုးထားပန်းမေစေလေးအတွေ့တဲ့ထိမွေးထုံမင်းကိုငွေနှွေနှွေမင်းရဲ့ကိုသိရနမှာတိတ်ဆိတ်တဲ့ချီနှောင်မှုတွေယုံမရတဲ့တွေ့တာမှုတွေအာယုံ